FIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာအပြိုင်ပွဲကြမဲ့ကျေပွင့်ဟောင်းကြီးများ PD Sport ကိုကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်တိုက်ကြီး6တိုက်ကနာမည်ကျော်ကလပ်တင်တွေပါဝင်ရှင်မြန်ကြမဲ့2025 FIFA ကလပ်ကဘာဖလားပြိုင်ပွဲကတော့ရင်ကုန်စစ်လို့ရှားစရာတွေဖန်တီးပေးအောင်ပါအခုနှစ် FIFA ကလပ်ကဘာဖလားပြိုင်ပွဲကိုပုံစံသစ်နဲ့ကျင်းပသွားမှာဖြစ်ပြီးအသင်းရည်အတွက်ကို32သင်းအထိတိုးမြင့်လာသလိုဥရောပထိပ်သီးအသင်းတွေဖြစ်ကြတဲ့ Real, Bayern Munich, Inter Milan, Juventus, PSG, Man City, Chelsea စတဲ့ကလပ်တွေပါဝင်ရှင်မြန်သွားမှာဖြစ်ပါတယ်။အဲဒါကြောင့်နာမည်ကျော်ကစားသမားတွေရဲ့အပြိုင်မှုကိုတဝါကြီးကြည့်ရှုရမှာဖြစ်သလိုကျေပွင့်ဟောင်းကြီးတွေရဲ့တကြောပြန်ခြေစွမ်းကိုလည်းမြင်တွေ့ခန်းစားခွင့်ရမှာပါ။ပြည်ထိုင်နာမည်ကျော်သဆန်းသတင်းစာက2025 FIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာလူငယ်တွေနဲ့အပြိုင်ကျဲကြမယ်နာမည်ကျော်ကျေပွင့်ဟောင်းကြီး12ဦးစီးကိုအခုလိုပဲဖော်ပြခဲ့ပါတယ်။အသက်38နှစ်အရွယ်ရှိပြီဖြစ်သူစပါတင်ကိုသမားဟောင်းလိုရစ်ဟာ2024ခုနှစ်ကဆယ်စုနှစ်တခုကျော်ကြာကစားခဲ့တဲ့စပါတင်နဲ့လမ်းခွဲပြီးတဲ့နောက်မေဂျာလိကလပ် Los Angeles FC တင်ကိုပြောင်းရွှေ့ခဲ့ပြီးပရိသတ်အကြိုက်ကစားသမားတူဖြစ်နေပါပြီ။လိုရစ်ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းအသင်းနဲ့အတူ US Open ဖလားစကူးခဲ့သလိုအခုနှစ် FIFA ကလပ်ကဘာဖလားပြိုင်ပွဲဝင်ခွင့်ရအောင်ကလပ်အမေရိကကို2ဂိုးတဂိုးနဲ့အနိုင်ရတဲ့ပွဲမှာလက်စွမ်းပြနိုင်ခဲ့ပါတယ်။အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့ Rio Grande နောက်ခံလူ Ramos ဟာမက္ဆီကိုကလပ် Monterrey အသင်းနဲ့အတူ FIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာပါဝင်ဆင်နွှဲသွားမှာပါ။ Ramos ဟာ Rio အသင်းနဲ့ FIFA ကလပ်ကဘာဖလားပြိုင်ပွဲကို4ချိန်ရှင်ပြိုင်ခဲ့မှုပြီး4ချိန်စလုံးချန်ပီယံဖြစ်ခဲ့ပါတယ်။ FIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာပရိသတ်တွေမြင်တွေ့ရမယ့်နောက်ထပ်ကျေပွင့်ဟောင်းကတော့ဘရာဇီးဝိုင်ယင်နောက်ခံလူကြီးတီယာဂိုဆေးဘာပါပဲအသက်40အရွယ်ရှိပြီဖြစ်ပေမဲ့ဘလုံးသမားဘဝကနေအနားမြူသေးတဲ့တီယာဂိုဆေးဘာဟာအခုလောလောဆယ်ဘရာဇီးကလပ်ဖလူမီနစ်အသင်းမှာကစားနေပြီးသူက FIFA ကလပ်ကဘာဖလားကို2021ခုနှစ်တုန်းကချဲဆီးအသင်းနဲ့ရယူနိုင်ခဲ့ပါတယ်။ Real နဲ့ Manchester United နာမည်ကျော်ကစားသမားဟောင်းဒီမာရီယာကတော့ဘင်ဖီကာအသင်းနဲ့အတူFIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာပါဝင်ဆင်နွှဲမှာဖြစ်ပြီးဒီပြိုင်ပွဲပြီးရင်တော့သူ့ရဲ့ငယ်ဘဝကလပ် Rosario အသင်းကိုအလွတ်နဲ့ပြောင်းရွှေ့မှာဖြစ်ပါတယ်။အသက်38နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ဥရုဂွေးဝိုင်းတိုက်စစ်မှုကြီးကာဗာနီကလည်း2025 FIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာဘိုကာဂျူနီယာအသင်းတွေပါဝင်ရှင်မြန်သွားမှာပါ။မနစ်ကဘိုကာဂျူနီယာအသင်းတွေ39ပွဲကစားဂိုး20သွင်းခဲ့တဲ့ကာဗာနီဟာ2025 FIFA ကလပ်ကဘာဖလားပြိုင်ပွဲမှာသွင်းဂိုးအများဆုံးရွှေဖနက်စုစုကူဖို့ရေပန်းစားနေတဲ့သူတွေထဲမှာတူဦးပါဝင်ဖြစ်ပါတယ်။ Los Angeles အသင်းရဲ့ပြင်သစ်ဝိုင်ယင်တိုက်စစ်မှုဂျရူးကတော့အုပ်စုအဖွင့်ပွဲမှာပဲသူ့အသင်းဟောင်းချဲဆီနဲ့စတင်ရင်ဆိုင်ရမှာပါ။အသက်38နှစ်အရွယ်ရှိပြီဖြစ်သူဂျရူးဟာချန်ပီယံလိဂ်၊ယူရိုပါလိဂ်၊ကမ္ဘာဖလားတို့လိုကြီးကျယ်ခမ်းနားတဲ့စုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး FIFA ကလပ်ကမ္ဘာဖလားကိုတော့ကံမြောက်ခွင့်မရသေးပါဘူး။ဒဆန်သတင်းစာကဖော်ပြခဲ့တဲ့ကစားသမား12ဦးစီးရင်မှာအော်တာမန်ဒီ၊ဟာရဲရာ၊တယ်လက်စ်၊ရူဗင်နီဗက်စ်၊ကန်ဆယ်လိုတို့လိုနာမည်ကျော်တွေလည်းပါဝင်ခဲ့ပါတယ်။အခုဖော်ပြခဲ့တာကတော့ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာအပြိုင်လွှဲကြမယ်ကျေပွင့်ဟောင်းကြီးများရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။